တင်ပါလေဗျာကွန်ဝင်းနဲ့ကျွန်တော်လည်းအခုကကျွန်တော်တို့ဇက်ကိုငားတာမှမဟုတ်တာဟုတ်လားနေ့တိုင်းလို့ကန်တိုင်းလုံနေတယ်ကျွန်တော်နဲ့ပဲကနေဘယ်နှခါရုပ်ဘူးလို့တော့ကဲ ဟုတ်ပါတယ်အခုလည်းပဲဟိုတမောင်းလာတယ်မှာတလားလို့ယူတာ သိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဝမ်းလာနေတာပေါ့ဘာဖြစ်ပြောပြည်ဘက်ကိုတလားလုံးကတယ်ဆိုတော့ကျွန်တော်တို့ဖမိုးစိတ်တွေမရှိတော့ဘူးလေဟုတ်ကဲ့ပါကျွန်တော်စိတ်ချလို့ရမယ်လို့ချင်တယ်ဗျာ စိတ်ချပါဘာမှမပူနဲ့โอเคနောက်တော့ကျွန်တော်ကဟိုကန်ဖိုက်လုပ်တဲ့ဆိုတော့တို့ငားရတဲ့လူတွေနဲ့စကားပြောရမှာဆိုတာအဲ့ဒါကြီးပဲ စိတ်ချသမားဒီနေ့ဆိုကျွန်တော်ဖွဲ့သားတွေပူတော်ဆိုကျွန်တော်ငငယ်လေးတွေခေါ်တာရှုပ်ပါလို့ ကာပေးတာဟိုစီဘိုးထင်းဘာညာရီကစကားထားတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့โอเคနောက်ကျွန်တော်ပြန်မယ် ကျွန်တော်တလားလုံးမယ်နော် ဟုတ်ပြီကျွန်တော်အဲ့ရက်တွေလုံးဝအကုန်မှတ်ထားလိုက်ပြီနော် ဒီပြေဥစားရှောက်ဆွဲမထဲနဲ့နော် ဟုတ်ကဲ့ပါโอเคဆိုကယ်ရီလိုက်ပို့လိုက်နော်ရောမတခါလေးယူအောင်သူချက်မတောင်းနဲ့โอเคကျေးဇူးတင်နေနော်ငါရှိအဲ့လိုကယ်ရီပို့ပေးတာโอเคဟုတ်ပါပြီဟုတ်ပါပြီလားဟုတ်ကဲ့ပါတက်တာပါကဲအဖွဲသားတွေဒီဘက်ကတော့တလားလုံးလက်ခံလိုက်ပြီကြားလားဟုတ်ပါပါဗျာโอเคအခုပြောချင်တာကတော့ဇက်တိုက်တဲ့အချိန်ကာလလေးလည်းဖြစ်တဲ့အခါကျတော့ခုပေါ့တင်းကြီးခံမှုလေးတွေဒါလေးတွေတောင်းဆိုခြင်းတဲ့သဘောပေါ့ကိုကလည်းဇက်စရာတောင်းနေနေဆိုပြီးတော့မမထန်ထန်လည်းမပြောချင်လို့ဒါအစည်းအဝေးလေးခေါ်လိုက်တာနောက်တော့အစည်းအဝေးမတက်တဲ့ဖွဲ့သားတွေတိုက်နေကြတဲ့လူတွေရှိတယ်တစ်ချက်လေးပြန်ပြောပြီးနော်ဒါလူချမ်းပိုင်းကခေါင်းဆောင်ပိုင်းကငါခေါ်ရတာမင်းသားဆိုလည်းမင်းသားရဲ့ခေါင်းဆောင်ပိုင်းကငါခေါ်ရတာဟိုမှာစတိတ်ဟုတ်လားစတိတ်ဆိုလည်းစတိတ်မန်နေဂျာခေါင်းဆောင်ပိုင်းကငါခေါ်တာဒီပိုင်းမှာဆိုဒီပိုင်းသမားရဲ့ခေါင်းဆောင်ပိုင်းကငါခေါ်တာမင်းသမီးဆိုလည်းမင်းသမီးရဲ့ဟုတ်လားကိုသားအနေနဲ့ငါခေါင်းဆောင်ပိုင်းကငါခေါ်ထားတာပြီးရင်ကိုယ့်ရဲ့ဟုတ်လားငယ်သားတွေကပြောတဲ့ဟာလေးတွေတစ်ချက်ပြန်ပြောပြပေးဟုတ်ကဲ့ပါနော်ကျွန်တော်တို့ပြန်ပြောပြပေးပါနော်ဟုတ်ပါဝင်လာတဲ့သူတွေအစ်စ်တွေကတော့မသိတာတည်းတခုတော့ပြောထားအောင်မယ်နော်အဖွဲ့ထဲမှာစီကန်းရှိနေပါတယောက်နဲ့တယောက်မိန်းကလေးယောက်ျားလေးရောနှွနေတာလုံးဝမကြိုက်ဘူးညီကောင်မောင်နှမစိတ်တော့ထားပါအဲ့ဒါရေးကြည့်တယ်နောက်တစ်ခုကကြတော့မိန်းမရှိလို့မိန်းမကိုခေါ်လာခြင်းတယ်ဆိုရင်တော့တယုံမဲရမယ်နောက်တယုံကြရင်တော့ပြန်ခိုင်းပါနော်မိန်းမရှိတဲ့သူတွေဒါလည်းငါဇက်စရာတယောက်အနေနဲ့တတ်မှတ်တာမဟုတ်ဘူးငါဇက်စရာမိန်းမဇက်စရာကြော်တယောက်အနေနဲ့တတ်မှတ်ထားတဲ့စီကန်းငါလည်းမလိုက်လာလို့မရဘူးနော်သူလည်းအဲ့ဒါပွဲကိုလိုက်လာတယ်ဆိုတယုံပြီးတာနဲ့ပြန်ပါပုတ်ဘူးလေမိန်းမတော့လိုက်လို့ရတယ်တပြင်းဖွဲ့သားလေးကတော့ကျမဇက်စရာလေသိတယ်လေအဲ့ဒါမဟုတ်သူနဲ့ရောသွားတာမိန်းမရဲ့အဲ့တော့ဇက်တိုက်တဲ့အခါကျရင်လည်းအခုဒါညီကိုမောင်တော့လေအခုကဇက်3ချိုးပေါ့စပေါ်ပေးဖို့ရှိတယ်ဘယ်လိုဇက်တဲမတိုက်ခင်တော့အခုတယောက်တချိုးစီပေးပြီးသွားပြီနော်အခုဒါဇက်တိုက်လာတစ်လကြော်ပြီဆိုတော့အခုတချိုးထပ်ပေးမယ်နော်ဇက်ထွက်ပြီဆိုတာနဲ့နောက်ဆုံးကြံတဲ့တချိုးပေးမယ်အဲ့တော့စပေါ်ပြန်ဖြတ်တဲ့နေရာမှာ3ညကိုင်တော့2ညဖြတ်မယ်4ညကိုင်2ညဖြတ်မယ်သဘောပေါက်တယ်နော်2ညကိုင်1ညဖြတ်မယ်2ညကြည်အောင်လို့တညမကိုင်တညမကိုင်တော့ငါလည်းတညမမရဘူးမင်းတို့တညမမရဘူးလေဒီနေ့စပေါ်တွေနည်းနည်းကြည်အောင်ပေါ့ဟဲ့နော်နည်းနည်းကြည်အောင်လို့အဓိကလှုပ်တဲ့ပြောရ